ကျွန်တော်ဒီနေ့မှာကျွန်တော်ပြောနေတဲ့ဝိညာဉ်ဖခင်ဆိုတဲ့အရာအကြောင်းကိုကျွန်တော်ပြပြချင်တယ်။ဘာကြောင့်မလို့ယေရှုကရှင်မာသဲခန်းကြီး23အပိုင်းငယ်6မှာသင်တို့မြေကြီးပေါ်မှာဘယ်သူမှအဘအောင်မလို့မခေါ်နဲ့တဲ့။သင်တို့ကောင်းကင်ဘုံ၌ရှိတော်မူသောအဘတစ်ပါးတည်းသာရှိတယ်ဆိုပြီးတော့ယေရှုကရှင်မာသဲခန်းကြီး23အပိုင်းငယ်6မှာဘာကြောင့်ဒီလိုပြောခဲ့တာလဲဆိုတဲ့အရာကိုကျွန်တော်ဒီနေ့မှာပြပြချင်တယ်။ကျွန်တော်တို့နဲ့ဘုရားသခင်နဲ့ကြားထဲမှာတကယ်ဝေးဖို့အတွက်ဖြစ်စေတဲ့အဓိကအကြောင်းရင်း2ခုကျွန်တော်ပြပြချင်တယ်။အဲ့ဒါဘာလဲဆိုတော့နံပါတ်1ကဖျားနေရာမှာကျွန်တော်တို့တစ်ခုခုအစားထိုးတဲ့သူအဲ့ဒါဘာလဲဆိုတော့ဣသရေလလူမျိုးတွေကဖျားနေရာမှာနွားရုပ်ထုကိုကိုယ်ကွယ်တဲ့ဘာလဖျားကိုကိုယ်ကွယ်တဲ့မျိုးစုံအစားထိုးတဲ့သူနံပါတ်2ကဘာလဲဆိုတော့ဖျားသခင်နေရာမှာယူခြင်းတဲ့သူဖျားသခင်နေရာကိုယူခြင်းတဲ့သူဆိုပြီး2မျိုးရှိဥပမာကျွန်တော်ကြည့်ရဆိုရှောလူကိုကျွန်တော်တွေ့နိုင်တယ်ရှောလူကိုကြည့်တဲ့အခါမှာရှောလူရဲ့အသက်တာကသူ့ကိုဖျားချီးမြှောက်လာတဲ့အခါမှာသူကဘာဖြစ်လာလဲဆိုတော့ဖျားပေးတဲ့နေရာထက်သူ့နေရာဖြစ်လာတယ်။ဖျားပေးတဲ့ဖျားနိုင်ငံထက်သူ့နိုင်ငံဆိုပြီးဖြစ်လာတယ်။ဖျားပေးတဲ့ဖျားလူမျိုးထက်သူ့လူမျိုးဖြစ်လာတယ်။အဲ့ဒါကသူ့ကိုစပြီးတော့မှဆုံးရှုံးစေတာဖြစ်တယ်။သူ့ကိုစပြီးတော့မှဖျားနဲ့သူနဲ့ကြားထဲမှာဝေးကွာစေတဲ့အရာဖြစ်လာတာဖြစ်တယ်။နောက်တစ်ခုကဘာလဲဆိုတော့ထရမ့်မြောက်ရာချမ်းထဲမှာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဣသရေလလူမျိုးတွေကဖျားနေရာမှာဘာလို့စားထိုးလဲဆိုတော့နွားရုပ်ထုတွေစားထိုးလာတာဖြစ်တယ်။သူတို့အားလုံးရဲ့နောက်ဆက်တွဲရပါလဲဆိုတော့တည်ခြင်းဖြစ်တယ်။ဆုံးရှုံးခြင်းဖြစ်တယ်။ဒါကြောင့်ယေရှုကအဲ့ဒါကိုသိတဲ့အခါမှာကျွန်တော်တို့ကိုတဲ့မင်းတို့ဘသူကိုမှဘုရားသခင်နေရာမှာမပေးနဲ့နော်တဲ့။ကျွန်တော်တို့ကလူတစ်ယောက်ကိုဘုရားသခင်နေရာမှာပေးလိုက်ပြီဆိုရင်ပျက်စီးရမယ့်သူ2ယောက်ရှိတယ်။အဲ့ဒါဘာလဲဆိုတော့နံပါတ်1ကနေရာဘုရားနေရာမှာတခြားသူကိုအစားထိုးတဲ့သူတခြားအရာကိုအစားထိုးတဲ့သူကလည်းဖျောက်ရကျန်တဲ့ဣသရေလနွားရုပ်ကိုကိုးကွယ်တဲ့ဣသရေလလူမျိုးတွေလိုပဲဆုံးရှုံးခြင်းနဲ့ကြုံတယ်။နံပါတ်2ကိုကပေးလိုက်တဲ့သူကလည်းဖျားနေရာမှာယူခြင်းလာတဲ့စိတ်ဖြစ်လာရင်သူ့အတွက်ကလည်းရှောလူလိုမျိုးဖျားပေးတဲ့နေရာမဟုတ်တော့ဖျားနေရာမဟုတ်တော့သူ့နေရာဖြစ်လာမယ်။အဲ့ဒီအရာကလည်းသူ့အတွက်ဆုံးရှုံးခြင်းဖြစ်လာမယ်။ဒါကြောင့်မလို့ယေရှုကကျွန်တော်တို့အမြဲတမ်းတုံ့တင်တဲ့အရာတွေရှိနေရာတဲ့။မင်္ဂလာဆောင်ပွဲသွားတဲ့အခါမှာမြင်သောရက်မှာမထိုင်နဲ့တဲ့ဘာလို့လဲဆိုတော့မင်းထက်အသက်ရည်မြင့်တဲ့သူလိုက်မင်းကိုဆွဲချိုင်မင်းအရှက်ပဲရမယ်နော်တဲ့မင်းနဲ့အောက်မှာပဲထိုင်တဲ့မင်းအောက်မှာပဲထိုင်တဲ့ဒါပေမဲ့တဲ့မင်းနဲ့သူကရောက်လာဘာလို့ဒီမှာထိုင်နေရလဲမင်းကိုအပေါ်တက်ထိုင်မှာလို့ပြောရင်နဲ့မင်းနဲ့အသက်ရည်ကိုရမယ်နော်တဲ့ကိုချီးမြှောက်တော်သူသည်နှိမ့်ချခြင်းတို့ရောက်လက်တဲ့မိမိကိုနှိမ့်ချတော်သူသည်ချီးမြှောက်ခြင်းတို့ရောက်လက်တဲ့ဘာကြောင့်ယေရှုကနေရာတွေအကြောင်းကိုကျွန်တော်တို့အမြဲတမ်းသွန်သင်ခဲ့တာလဲနေရာကကျွန်တော်တို့နဲ့ဘုရားသခင်ရဲ့ခြားထဲမှာဝေးဖို့အတွက်အဓိကအကြောင်းရင်းတွေဖြစ်နေလို့ဖြစ်တယ်။အဲဒါကြောင့်ကျွန်တော်တို့ကြိုတင်ပြီးသတိပေးတာဖြစ်တယ်။ကျွန်တော်ဆိုရင်အဲ့ဒီအရာကိုကျွန်တော်နားလည်လာတဲ့အခါမှာကျွန်တော်အမြဲတမ်းကျွန်တော်ဘယ်ဘုရားကျောင်းပဲသွားကျွန်တော် home sale မှာပဲဖြစ် home sale ပါဝင်တဲ့သူတွေကြည်နေတယ်ဆိုကျွန်တော်အခုသိလိုက်မယ်။ကျွန်တော်ဘုရားကျောင်းကျွန်တော်ပြောခဲ့ဘူးတဲ့နေရာတွေမှာတော်တော်များများသိနိုင်မယ်။ကျွန်တော်ဆရာလို့မခေါ်ပါနဲ့။ကျွန်တော် brother လို့ပဲခေါ်ပါကျွန်တော်အကိုလို့ပဲခေါ်ပါ။ဘာလို့ကျွန်တော်အဲ့လိုပြောရလဲဆိုတော့လူဆိုတဲ့သဘောကတော့ကိုယ့်ကိုချီးမြှောက်ရင်အရင်ကြိုက်ကြတဲ့သူတွေပဲကိုယ့်ကိုလာပြီးတော့မှချီးမွမ်းကြိုက်ကြတဲ့သူတွေပဲဒါပေမဲ့အဲ့ဒီအရာတွေကကျွန်တော်တို့ကိုဆုံးရှုံးစေတယ်ဆိုတာသိလာတဲ့အခါမှာအဲ့ဒီအရာတွေကိုကျွန်တော်ရှောင်ကျဉ်ဖို့လိုအပ်တာဖြစ်တယ်ကျွန်တော်ဆရာလို့ကျွန်တော်ခံယူလို့မရအောင်ကျွန်တော်တက်လို့ကျမ်းစာကိုကျွန်တော်အရင်တက်လို့ကျွန်တော်အရင်သိလို့ကျွန်တော်အမှုရဆောင်ဝေးရနေတာမဟုတ်ဘူးကျွန်တော်တက်တဲ့သူတွေအများကြီးရှိတယ်ကျွန်တော်တို့လုံးဝနိုင်ငံခြားမှာကျန်းစာကျောင်းတက်ပြီး graduation ဖြစ်လာတဲ့သူတွေဘွဲ့ရလာတဲ့သူတွေအများကြီးရှိတယ်တကယ် scholar တွေအများကြီးရှိတယ်ကျွန်တော်ဘာမလို့လဲကျွန်တော်ဘာမှမဟုတ်တာကျွန်တော်ခရစ်တော်ရဲ့ကောင်းမြတ်ကြောင်းကျွန်တော်ပြောခွင့်ရနေတယ်ကျမ်းစာရဲ့အနက်အတိတ်ကိုပြောခွင့်ရနေတယ်ဆိုတော့ကျွန်တော်လုံးနိုင်လို့မဟုတ်ဘူးကျွန်တော်ရဲ့အတွေ့အကြုံနဲ့မဟုတ်ကျွန်တော်အုံနောက်ကြောင့်မဟုတ်ဘယ်သူကြောင့်လဲဆိုတော့ယေရှုခရစ်တော်ရဲ့ဂျေဇုတော်တတ်ကြောင့်ပဲဖြစ်တယ်ဂျေဇုတော်ကကျွန်တော်ကိုမဆပေးနေလို့ဂျေဇုတော်ကကျွန်တော်ကိုဆွဲခေါ်ပေးနေလို့ကျွန်တော်ပြောခွင့်ရနေတာဒါကြောင့်မလို့အဲ့ဒီနေရာကျွန်တော်နေရာမှာမဟုတ်တာဖခင်နေရာလေဖခင်ကကျွန်တော်ကိုပေးထားလို့ကျွန်တော်ဒီအရာကိုပြောခွင့်ရနေတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဆရာဆိုတဲ့နေရာကိုကျွန်တော်မခံယူထိုက်ဘူးကျွန်တော်ခံလည်းမခံချင်ဘူးကျွန်တော်ယေရှုခရစ်တော်ကဘလောက်ကောင်းမြတ်လဲကျွန်တော်တို့ဘုံမှာဘလောက်သစ္စာရှိလဲကျွန်တော်တို့ဘုံမှာဘလောက်ချစ်လဲဆိုတာကိုကျွန်တော်ပြောခွင့်ရနေတာကကျွန်တော်ဝမ်းမြောက်နေတယ်ဒါကကျွန်တော်အတွက်ယေရှုတော်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့မှာပြောရခြင်းအရာပါလဲဆိုတော့ဖခင်သခင်နဲ့ကျွန်တော်တို့ရဲ့ဂျားထဲမှာတကယ်ဝေးကွာစေတဲ့အဓိကအကြောင်းရင်းဒီယေရှုခရစ်တော်ရှင်မာသဲခန်းကြီး23အပိုင်ငယ်9မှာပြောထားသလိုပဲကျွန်တော်တို့
ဝိညာဉ်ဖခင်သင်တို့ဒီမြေကြီးပေါ်မှာဘသူ့ကိုမှအဘလို့မခေါ်နဲ့သင်တို့ကောင်းကင်ဘုံ၌ရှိတော်မူသောအဘတစ်ပါးတည်းသာရှိတယ်ဆိုတော့အတိုင်းပဲကျွန်တော်တို့ဒီဘုရားသခင်နေရာမှာတခြားသူတွေတခြားသောအရာတွေကိုအစာမထိုးဖို့နဲ့နံပါတ်1ဘုရားသခင်နေရာကိုမယူမိဖို့ကအင်မတန်အရေးကြီးတာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ပြောပြချင်တယ်အဲ့နှစ်ခုလုံးကကျွန်တော်တို့နဲ့ဘုရားသခင်နဲ့ကြားထဲမှာဝေးကွာစေသောအရာဖြစ်လိမ့်မယ်ဆိုတဲ့အရာကိုယေရှုပြောခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်ဒီနေ့မှာပြောပြချင်တယ်အမြဲတမ်းပြောနေကြကျွန်တော်ကြားဖို့နေကြနေရာတွေအဆင့်တွေ level တွေအဲ့ဒါတွေအားလုံးကကျွန်တော်တို့နဲ့ဘုရားသခင်နဲ့ relationship ဆက်နွယ်မှုကိုပျက်စီးစေတယ်ဆိုရင်ဘုရားနဲ့ကျွန်တော်တို့နဲ့ဝေးစေတယ်ဆိုရင်အဲ့ဒီအရာတွေကိုကျွန်တော်ဆက်ပြီးဖတ်တွယ်နေအောင်ပါလားအဲ့ဒီအရာတွေကိုကျွန်တော်ဆက်လက်ပြီးတော့မှကြည်နေအောင်ပါလားရှောလူလိုမျိုးဆက်ပြီးတော့မှကင်ဆွဲထားနေအောင်ပါလားဆိုတာကျွန်တော်ဒီနေ့မှမေးချင်တယ်ကျွန်တော်တို့အဖြေကတော့ no ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အရေးကြီးဆုံးနေရာမဟုတ်ကျွန်တော်တို့အရေးကြီးဆုံးကဘုရားသခင်နဲ့အတူရှိနေခြင်းမျက်မှောက်တော်ဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေ့မှပြောပြချင်ပါတယ်ကျေးဇူးတင်ပါတယ်